ကိုချစ်သူကစိတ်ဖိစီးပြီးအစွန်းရောက်ဆုံးဖြတ်ချက်မျိုးချသွားမှာကိုအင်းရဲ့အမေကစိုးရိမ်နေခဲ့ပါတယ်။ဒါပေမဲ့အင်းကတော့သူ့ချစ်သူဘော်နဲ့ပြတ်ဖို့ကြိုးစားနေတာပါ။ဘော်ရဲ့ချင်းချောက်ပြောဆိုမှုတွေကိုအင်းကအမေရဲ့ဒီလောက်ကိစ္စလေးနေများသူသိချင်ရင်သိပါစေတော့ဘဝမှာလှုပ်ရှားတွေအများကြီးရှိသေးတာပဲဆိုပြီးပေါ့ပေါ့လေးပြောဆိုခဲ့ပါတယ်။ညဘက်မှာ MC ကိုချစ်သူဟောင်းဘော်ကဘာလို့ဖုန်းမကင်တာလဲဆိုတဲ့ message ပို့လာပါတယ်။အင်းကတော်ပါတော့ဘော်ငါပင်ပန်းနေပြီလို့ပြန်ပို့လိုက်ပါတယ်။ဘော်စီကဖုန်းခေါ်ဆိုမှုတွေဆက်တိုက်ရောက်လာတော့အင်းကစိတ်တူတူနဲ့နင်ဘာတွေဖြစ်နေတာလဲလို့ပြောပါတယ်။ဘော်ကငါဘာလုပ်ရမလဲအင်းလို့အားကိုးတကြီးမိပါတယ်။အင်းကပြတ်သွားလေတငယ်ချင်းဖြစ်လို့မရတာမှမဟုတ်တာငါတို့စကားပြောလို့ရနေသေးတာပဲလို့ပြန်ဖြေပြီးမြင်ဘော်ကငါတငယ်ချင်းမဖြစ်ချင်ဘူးအင်းငါနင့်ကိုချစ်တယ်လီလို့ဝမ်းနေစွာပြောပါတယ်ဘော်ကအင်းငါတီတော့မတက်ခံစားနေရတယ်ငါတီးပြမှနှီးယုံမာလာအင်းလို့စိတ်တက်ကြတဲ့အတန်နဲ့မိလာတော့အင်းရဲ့အဖြေကဘယ်သူမှမထင်ထားတော့ရက်ဆက်ခဲ့ပါအင်းတီရင်လေးတီလိုက်တကြီးဖြစ်မှပြန်လာပေါင်းတင်ကြတာပေါ့လို့အင်းကတော့ပြန်ပြီးဖုံးချပြလိုက်ပါတော့တယ်ဖုံးချပြီးမကြခင်ပါပဲဘော်စီကဘာလို့ဒီလောက်ရက်ဆက်ရတာလဲနေကတိပေးလာဆိုတဲ့ message နဲ့ချောင်းထပ်ရောက်လာပါတယ်အင်းကတိဖုံးကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေတဲ့ပုံပေါ်ပြီးနောက်ဖုံးကိုပြစ်ချလိုက်ပါတယ်အမိပြောခဲ့တဲ့စကားတွေကိုပြန်တွေးရင်နှောင်တရနေပုံပါညနေတဲ့အခါသူ့ဖုံးလေးကိုကြည့်လိုက်တော့ဖော်သူ့ကိုသူကြိုးဆွဲချတော့မဲ့ပုံတပုံရောက်နေတာကိုတွေ့လိုက်ရပါတယ်အင်းချက်တီတီသွားပြီးမျက်ရှိတွေလည်းကျလာပါတော့တယ်နှုံနေမနှမအင်းအီယာနိုးလာပြီးသူ့ဖုံးကိုကြည့်လိုက်တော့ဖော်စီကကတိုးကချီတော့နှစ်ဖက်ကိုအပေါ်ကနေရိုက်ထားတဲ့ပုံတပုံထပ်ရောက်နေတာကိုတွေ့လိုက်ရပါတယ်အင်းရဲ့ရက်ဆက်တဲ့စကားတွေကြောင့်ဘောကိုအမှန်တကယ်ဆုံးရှုံးလိုက်ရပြီဆိုတာသိလိုက်ရပြီးအကြီးအကျယ်နောင်တရသွားတော့တာတညာတာမှာပဲသူမဘဝတစ်ခုလုံးပြောင်းလဲသွားမယ်လို့ဘသူမှထင်မထားခဲ့ကြပါဘူးဘုန်းဆိုတဲ့ကောင်မလေးတယောက်ဟာသူ့ဖုံးကိုစိုက်ကြည့်ရင်အိယာပေါ်မှာထိုင်နေခဲ့ပါတယ်သူ့ရဲ့စိတ်ထဲမှာတော့တခုခုကိုအယံကြောက်လန့်နေပုံရပါတယ်ရုတ်တရက်ဖုံးမိလာတော့ဘုန်းအံ့ဩသွားပြီးကောက်ခိုင်းလိုက်တယ်ဖုံးလေးကနေထိုင်းစကားတန်တန်ကဟဲ့လူရှင်ချိုင်းဖရိုစေယုံကနေဖုံးဆက်တာပါလို့ပြောလိုက်ပါတယ်ဘုန်းကထမ်းမိတယ်ဘုန်းလာအမဖုန်းလေးကအတန်ကဒီထွက်ခေါ်တဲ့ဖုန်းနံပါတ်ကဖုန်းပိုင်ရှင်ရဲ့နောက်ဆုံးနံပါတ်ပါရှင်လို့ဆက်ပြောတယ်ဖုန်းတယောက်ကြောက်ရွံ့တုန်လှုပ်နေတော့ဖုန်းလေးကနေစေယုံကနေဆက်သွယ်လာတာကမိသားစုဝင်တွေအလောင်းလာယူဖို့ပါဆိုတဲ့စကားတန်ကြောင့်ဖုန်းတယောက်ပို့ပြီးတုန်လှုပ်သွားတယ်ဖုန်းတယောက်ထပ်ပြီးဘာအလောင်းလေးလို့မေးလိုက်တဲ့အခါဖုန်းလေးကနေဖုန်းပိုင်ရှင်ကမနီးညားကမှကျိုးဆွဲချပြီးကိုတက်သေးသွားတာလို့ပြောလိုက်တော့ဖုန်းတယောက်စိတ်ထိခိုက်ပြီးကြောက်လန့်သွားတယ်သူမဖုန်းထဲမှာပေါ်လာတယ်ဘာလို့ရက်စရတာလဲခတိပေးလားဆိုတဲ့စာတွေကသူ့တငယ်ချင်းပုံကတေဆုံးသွားပြီမယ်သူ့ကိုဆက်သွယ်ဖို့ကြိုးစားနေတာလားလို့တွေးပြီးပိုကြောက်လာတယ်ဖုန်းတယောက်ကသူ့ငါအနာမှာရှိနေသေးတယ်လို့ပဲခံစားရတယ်သူကတစ်ချိန်လုံးငါအနာမှာပဲဝေးလေနေတယ်လို့ပဲခံစားရတယ်ငါကိုဆက်သွယ်ဖို့ကြိုးစားနေတယ်လို့ပဲပြောနေတော့မှာပဲအခန်းတွေကပရိဘောကရွှေ့လာပြီးတခါကိုခောက်တန်းနေကြလာရတယ်ဖုန်းနဲ့သူ့ညီမအင်းတူနှစ်ယောက်လုံးကြောက်လန့်တကြားနဲ့တခါကိုကြည့်နေကြတယ်တခါကမကြခင်ပွေထွက်သွားတယ်လို့အသာနေနဲ့လှုပ်ခါနေခဲ့တယ်အမေဖြစ်တဲ့ကတခါဖွင့်ပြီးအမေတော်တော်ကြောက်ခောက်နေတာဘာလို့ပြန်မပြောကြတာလဲနင်တို့နှစ်ယောက်ဘာလို့ကြာနေတာလဲလူမေးလိုက်တော့မှာပဲနှစ်ယောက်သားအမေကိုကြည့်ပြီးငြိမ်သွားကြတယ်အမေကမနှပြန်ချရင်အတော်ကအယူတရာမှရှိတဲ့သူ့တငယ်ချင်းရဲ့စာပနာကိုသွားလိမ့်မယ်ဒါကြောင့်အမေကဒီညသူ့ကိုကားမောင်းပို့ပေးမှလို့ပြောရင်အဖေကကားမောင်းရင်အိပ်ပျော်နေတာလို့လာအင်လိုက်ခစ်လေးလို့ခေါ်လိုက်ပါတယ်ညီမဖြစ်သူအင်ကသမီးမသွားချင်ဘူးအမေလို့ညင်းလိုက်တော့အမေကတယောက်တည်းအိမ်မှာနေခဲ့လို့ရမှာလားလို့မေးလိုက်ပါတယ်အင်ကညီမဖြစ်သူဘုံကိုကြည့်ပြီးဒါဆိုသမီးအင်နဲ့နေပြီလို့ရပါတယ်လို့ပြောလိုက်တော့ဘုံကအနှင်းငယ်စစ်အေးသွားဟန်နဲ့ပြုံးလိုက်တယ်အမေကတိကြလားသမီးလို့မေးပြီးနှစ်ယောက်သားတိကြတယ်လို့ပြန်ဖြေလိုက်တော့အမေကကောင်းပြီအမေမြင်ပြန်လာခဲ့မယ်နော်လို့ပြောရင်ဘုံရဲ့ခေါင်းကိုပုတ်တက်ပြီးကောင်းကောင်းနေချတော့သမီးတို့လို့မှားပြီးထွက်သွားပါတယ်အမေထွက်သွားတော့ဘုံနဲ့အင်နှစ်ယောက်သားတိတ်ဆိတ်စွာထိုင်နေကြပြီအင်ကဒါဆိုငါအမေကိုဖုံးဆက်ပြောလိုက်ပြီလို့ပြောရင်ဖုံးဆက်ဖို့ထွက်သွားဘုံတယောက်တည်းကြံခဲ့ပြီးဖုံးကိုကြည့်နေတော့မှရုတ်တရက်ဖုံးမိတဲ့ကြောင့်သူမှကြောက်လန့်တကြားဖြစ်သွားခဲ့ပါတယ်အင်ကငါအမေကိုပြောပြီးသွားပြီလို့ပြောလိုက်တော့ဘုံကစစ်အေးသွားပြလိုက်ဒါပေမဲ့ညီမဖြစ်သူကဒါပေမဲ့အခုငါတို့အခန်းကိုရှင်းပေးဖို့ကူညီပေးမလားအခန်းပုံစံကမစိုးတော့ဘူးလို့ပြောလိုက်တော့ဘုံတယောက်ကြောက်လန့်တခြားနဲ့မျက်နှာပြတ်သွားပါတယ်ဘုံက
ငါ့ကိုမရှိတော့ဘူးလို့ပြောတယ်ဘုံကောင်ငါ့ကိုတကယ်ပဲမရှိတော့ဘူးလို့ပြောတယ်ကြည့်ငါကွန်ပျူတာကိုပိတ်ထားခဲ့တယ်လို့ပြောရင်အလုံးအမကြောက်ရွံ့နေခဲ့တယ်ဖုန်းမြင်တဲ့ကလည်းဆက်လက်ပြီးရန်ထုံးနေတော့တာပါ ဘယ်အရာကမှကိုယ်စန္ဒအတိုင်းဖြစ်မလာတော့တဲ့အခါလူတစ်ယောက်ဟာဘလောက်ပတိယူသွားနိုင်မလဲဆိုတာဒီမိန်းကလေးကိုကြည့်ရင်သိနိုင်ပါတယ်။ဘာလို့ရမှန်းတောင်မသိတော့လောက်ရုန်းကန်နေရတဲ့သူမရဲ့ဘဝဟာအချိန်မရွေးပျက်စီးသွားနိုင်တဲ့အခြေအနေကိုရောက်နေခဲ့ပြီလေ။ဘေးနာကတငယ်ချင်းဖြစ်သူကစိတ်အေးအေးထားဖို့ပြောပြီးမြဲသူမကတော့မခံစားနိုင်တော့ဘူးယူတော့မယ်လို့အော်ဟစ်နေခဲ့တယ်။ဘာဒီကြောင့်ဒီလိုအဖြစ်ဆိုးတွေနဲ့ရင်ဆိုင်နေရတာလဲဆိုတာဘသူမှမသိနိုင်ခဲ့ကြဘူး။ညနေတန်းကောင်းမလေးတယောက်ကြောက်လန့်တကြားအိယာကနေလန့်နူးလာခဲ့ပါတယ်။အိယာနူးချင်းပဲသူမဟာတစုံတစ်ခုကိုကြောက်လန့်တကြားရှာဖွေနေခဲ့တယ်။သူမရဲ့လက်မှာကျိုးတစ်ချောင်းနဲ့ချီနှောင်ထားတာကိုတွေ့လိုက်ရပြီးဂျန်လို့တူလေးခေါ်နေခဲ့ပါတယ်။သူမရဲ့မျက်လုံးတွေထဲမှာတော့ကြောက်ရွံ့မှုတွေနဲ့ပြည့်နေခဲ့တယ်။ချက်ချင်းပဲသူမဟာတုံ့ရီနေတဲ့လက်နဲ့ကျိုးကိုဖြတ်စီးဖြစ်ဖို့ကြိုးစားခဲ့ပါတယ်။ကြောက်လန့်တကြားအော်ဟစ်နေတဲ့သူမရဲ့ဘီးနာမှာတော့ဘသူမှမရှိခဲ့ဘူး။အရာချောက်ပွဲရကုန်နေခဲ့တယ်။အလင်းရောက်မိတ်အောင်မှာသူမဟာတဆုံတယောက်ကိုကြည့်နေတယ်လို့ပဲ။အမောင်နေကနေတဆုံတစ်ခုဟာသူမကြီးကိုတဖြည်းဖြည်းချင်းကပ်လာနေတယ်လို့ခံစားနေရတယ်လို့ထင်ရတယ်။အရာကနေထားရပ်ပြီးအခန်းလေးကိုစူးစိုက်ကြည့်လိုက်တော့သူမကြီးမျက်နှာဖြူဖြော်နေပြီးမျက်ရည်တွေလည်းကျစိမ့်နေခဲ့ပါတယ်။အခန်းထဲမှာသူမတယောက်တည်းဘာတွေကိုတွေ့မိနေရတာလဲ။သူမရဲ့မျက်လုံးတွေကကွန်ပျူတာဖန်ထားပြီးပေါ်က I am လို့ရေးထားတဲ့ Facebook profile ကိုစူးစိုက်ကြည့်နေခဲ့တယ်။အဲ့ဒီနောက်မှာတော့ bad boy ဆိုတဲ့ account တစ်ခုကိုတွေ့လိုက်ရတယ်။ bad boy ဟာနေပို့ထားတဲ့ message ကိုသူမဖွင့်ပြလိုက်ပါတယ်။မင်းဘာလို့ဒီလောက်ရက်ဆက်ရတာလဲ။ကတိဆိုတဲ့စာသားတွေကစုံတွေပုံလေးပါပို့ထားတာကိုတွေ့လိုက်ရတယ်။ချက်ချင်းပဲ bad boy ကကောက်ကနေဖိုးဝင်ပါခဲ့ပါတယ်။ကြောက်ရွံ့တုန်လှုပ်နေတဲ့သူမဟာဖိုးကိုကိုက်ဖို့တော့တတ်တယ်မရှိခဲ့ဘူး။ ဖုန်းတန်တွေကသူမကိုပို့ပြီးကြောက်ရွံ့စေခဲ့တယ်။တစ်ချိန်မကင်လိုက်ရတဲ့ဖုန်းခေါ်ဆိုမှုပြီးနောက်မှာတော့အေးငါတို့အတူရှိနေကြရအောင်ဆိုတဲ့ message တစ်ခုထပ်ပို့လာခဲ့ပါတယ်။သူမဟာငိုရခက်ရဲရခက်နဲ့ဘာလို့ရမှန်းမသိတော့ဘူးဖြစ်နေခဲ့တယ်။အဲ့ဒီနောက်မှာတော့ဖော်မှုဆိုတဲ့ video file တစ်ခုကိုသူမဖွင့်ကြည့်လိုက်ပါတယ်။ video စတင်ဖွင့်လိုက်တာနဲ့သူမဟာအော်ဟစ်ငိုယူပြီးအသက်ရှူရတာတော့ခက်ခဲလာခဲ့တယ်။ကြောင်မဖွေရ video file ဟာ22စက္ကန့်ကနေစပြီးတဖြည်းဖြည်းလျော့ကျလာနေခဲ့ပါတယ်။သူမဟာမျက်ရည်တွေကြားကနေ video file ကိုကြည့်ရင်အော်ဟစ်ငိုယူနေခဲ့တယ်။1စက္ကန့်9စက္ကန့်3စက္ကန့်2စက္ကန့်အစာရှိတဲ့ဖြင့်ဗီဒီယိုဖိုင်ရဲ့အချိန်ကြီးကုံဆုံးသွားချိန်မှာတော့သူမဟာကြောက်လန့်တကြားအော်ဟစ်ရင်မျက်နှာကိုလက်နဲ့အုပ်ပြန်ငူကျွေးနေခဲ့တော့ပါတော့တယ်